ဒီနေ့ကတော့မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီး9နှစ်အကြာပြည်သူတွေရဲ့ဒီမိုကရေစီတိုက်ပွဲကိုမှတ်တမ်းတင်ထားတဲ့ The Coup Years ပြပွဲကိုတွားကြည့်ဖြစ်ပါတယ်။ဒီပွဲကိုအစီအကျဉ်းကနေဦးစီးပြီးတော့ BACC 9လမှာဖေဖော်ဝါရီ10ရက်နေ့အထိပြသထားပါတယ်။ဒီပြပွဲမှာဓပုံဆရာ၄ဦးရဲ့လက်ရာတွေကိုအဓိကပြသထားပါတယ်။အဲ့ဒီတဲကတယောက်ဖြစ်တဲ့ဓပုံဆရာကိုစမင်းနိုင်ဟာဆိုရင်စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းမှုကို2နှစ်တိုင်တိုင်ခံခဲ့ရသူပါ။သူတို့ဟာအသက်နဲ့ရင်ပြီးဒီအမှန်တရားတွေကိုကဘာကသိအောင်မှတ်တမ်းတင်ခဲ့ကြတာဖြစ်ပါတယ်။ပြပွဲရဲ့နေရာတွေပေါ်မှာ2021ကနေ2025အထိအခြေအနေတွေကိုအသေးစိတ်ရေးသားထားပါတယ်။အထူးသဖြင့်ပြီးခဲ့တဲ့2025ခုနှစ်မှာတိုက်ပွဲတွေပုံမပြင်းထန်လာပြီးစစ်ပေးရှောင်စခန်းတွေအထိလေကြောင်းကနေပုံကျဲတိုက်ခိုက်ခံခဲ့ရတဲ့အခြေအနေတွေကိုစိတ်မကောင်းပွဲမြင်တွေ့ရမှာပါ။ဒီပြပွဲကနေတဆင့်မြန်မာပြည်သူတွေဟာဘလို့အခက်အခဲမျိုးမှမဆိုဒီမိုကရေစီမျှော်လင့်ချက်ကိုလက်မလွတ်တမ်းစုပ်ကိုင်ထားတယ်ဆိုတာကိုခန်းစားရမှာပါ။ဓပုံလေးကြည့်ပြီးရင် Butterfly Interactive Project မှာလည်းပါဝင်လို့ရပါတယ်။ဒီ project ဟာတော်လိုင်းရေးကာလအတွင်းကြာဆုံးသွားတဲ့သူရဲကောင်းတွေကိုဂုဏ်ပြုထားတာဖြစ်ပြီးတော့သူတို့အတွက်အမှတ်တရစကားတွေစူတောင်းစကားတွေကိုချန်ထားခဲ့လို့ရပါတယ်။ဒီပြပွဲကိုမြမအရေးကိုစိတ်ဝင်စားသူတိုင်းတမိုင်းကိုတမိုးထားသူတိုင်းဖေဖော်ဝါရီ10ရက်နေ့အထိအခမဲ့တွားရောက်ကြည့်ရှုနိုင်ပါတယ်။နေရာကတော့ MBK Center ရဲ့မြင်းချင်းဆိုင်မှာရှိတဲ့ Bangkok Art and Culture Center 9လမှာပဲဖြစ်ပါတယ်။အချိန်ကတော့မနက်10:00နာရီကနေည8:00နာရီထိပါ။ဆိုတော့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye